ဒါပေမဲ့သူမထွက်သွားတာနဲ့ရှယ်ရစ်ပါကင်တည်ဆုံသွားပြီးတဲ့နောက်မှာတော့ Pitchen နဲ့ Leicester တို့ကသူတို့ရဲ့ Pro-Ring တန်ငွေအယောင်းဝယ်နဲ့ပတ်သက်တဲ့သက်သေတွေကိုဖျောက်ဖျက်ပြဖို့လိုအပ်နေပြီဆိုတာသိလိုက်ကြပါတယ်။သူတို့ကလှုပ်ဝက်တူလုံထားတဲ့ပစ္စည်းတွေနဲ့သူတို့ဆက်နွယ်စီမဲ့ဖိုင်ရွက်တွေကိုရှာဖွေဖို့ရှယ်ရစ်ရဲ့ရုံးခန်းထဲကိုဦးတည်သွားခဲ့ကြပါတယ်။ Leicester ပြစ်မှုထင်ရှားစေမဲ့စာတစောင်ကိုတွေ့သွားပြီးထိတ်လန့်သွားပါတယ်။အဲ့ဒီစာကိုသူ့ရုံးခန်းထဲကအမှတ်ပုံထဲမှာမိရှုဖျက်ဆီးဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့မီးကထင်ထားတဲ့မြန်မြန်ဆန်ဆန်ပဲထိမ့်မနိုင်သိမ်းမရဖြစ်ပြီးတအိမ်လုံးကိုကူးဆက်လောင်ကျွမ်းသွားပါတယ်။မကြခင်မှာပဲမီးကအနီးနားကအိမ်တွေကိုပါစတင်ကူးဆက်ပါတော့တယ်။အမိုးခုံကြီးကြောင့်မီးတပ်ဌာနနဲ့အဆက်အသွယ်ပြတ်နေတာမို့မြို့သူမြို့သားတွေကမီးငြိမ်းသက်ဖို့အတွက်စုပေါင်းနေကြိုးစားကြရပါတယ်။ဒါပေမဲ့မီးခိုးတွေကိုမြင်တဲ့အကူအညီကိုအပြေးလွှားရောက်လာပါတယ်။မီးတောက်တွေကိုတားဆီးနိုင်ဖို့အတွက်လူတွေကိုတန်းစီကြပြီးရေပုံးတွေနဲ့တက်ဆင်ပြီးတက်ဆင်ပို့ဆောင်တာမီးငြိမ်းသက်ဖို့စီစဉ်ပေးခဲ့ပါတယ်။ဖြစ်ချင်းရောက်လာပြီးအချင်းတွေကိုထိန်းချုပ်လိုက်ပါတယ်။သူကမြေထိုးဆက်ကိုအသုံးပြုအိမ်တစ်လုံးကိုဖြိုချလိုက်ပြီးမီးမကူးဆက်နိုင်အောင်လမ်းကြောင်းဖြတ်တောက်လိုက်ပါတယ်။ဒီတိုင်းမငြိမ်းသက်ဖို့အလုပ်ရှုပ်နေစမှာပဲလင်တာမိုးခုံကြီးရဲ့အဆုံးဖက်စီကနေတနတ်တန်တစ်ချက်ကြားလိုက်ရပါတယ်။သူမတွက်ကြည့်တဲ့အခါမှာတော့စိတ်ဖောက်ပြန်ပြီးအမိုးခုံကြီးကိုတနတ်နဲ့ပြစ်ဖောက်ကထွက်ပြေးဖို့ကြိုးစားနေတဲ့လက်ထောက်ရဲအရာရှိတယောက်ကိုတွေ့လိုက်ရပါတယ်။ကြည်စံအမိုးခုံကြီးကိုထိပြီးပြန်ကန်ထွက်လာကတခြားရဲအရာရှိတအုပ်ဖြစ်တဲ့ဘောကိုထိမှန်ပြီးတည်ဆုံသွားစေခဲ့ပါတယ်။လင်တာအဲ့ဒီလက်ထောက်ရဲအရာရှိကိုမဖြစ်မနေဖမ်းဆီးလိုက်ရပါတော့တယ်။ဂျူလီယာရေဒီယိုအတန်လွှင့်ရုံကိုတွားပြီးစစ်တပ်ကိုယ်တိုင်လည်းဝေခွဲမြဖြစ်နေတဲ့အကြောင်းဒိုဒီရှာဖွေတွေ့ရှိတာကိုကြားသိခဲ့ရပါတယ်။သူတို့ကိုကဲထုတ်ဖို့ဘယ်သူမှမကြခင်ရောက်လာမှာမဟုတ်ဘူးဆိုတာကိုသူတို့သဘောပေါက်လိုက်ကြပါတယ်။ဂျိုးနဲ့နိုရီတို့ပြန်ဆောင်ကြပြီးအမိုးခုံကြီးကသူတို့ရဲ့ထိတွေ့မှုကိုထူးဆန်းတဲ့ပုံစံမျိုးနဲ့တုံ့ပြန်နေတာကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။သူတို့နှစ်ယောက်တပြိုင်နက်တည်းထိတွေ့လိုက်တဲ့အခါမှာတော့အတက်ယောဂထတာတွေရပ်တန့်သွားပြီးသူတို့ကြားမှာထူးဆန်းတဲ့ဆက်နွယ်မှုတစ်ခုကိုခံစားလိုက်ရပါတယ်။တော်ရင်ကိုပြန်ရောက်တဲ့အခါမှာတော့ဘာဘီယာသူ့ရဲ့စစ်သားလက်မှတ်ကိုပြန်တွေ့ခဲ့ပေမဲ့ဂျူနီယာနဲ့ထပ်မံရင်ဆိုင်ရပြန်ပါတယ်။ဒီတစ်ခါမှာတော့သူတို့နှစ်ဦးပြင်းပြင်းထန်ထန်ကိုထိုးကြိတ်ကြပါတော့တယ်။ဘာဘိုင်ကအနိုင်ရခဲ့ပေမဲ့ဂျူနီယာကိုအသက်ချမ်းသာပေးခဲ့ပါတယ်။ဂျူနီယာကတော့ဘာဘိုင်ကိုအရင်ကထပ်ပို့ပြီးအပြောက်ရှင်မှုအစိတ်ပိုင်းဖြစ်လိုက်ပါတော့တယ်။လက်ကျန်အလူအုပ်ကြီးကိုစိတ်အယောင်ဖြောင်းပြပြီးစီးလုံးကြဖို့မိန့်ခွန်းပြောခဲ့ပါခဏကြာမှတော့ပြူကနှလုံးရောဂါဖြစ်ဟန်ဆောင်ပြီးသူ့ကိုကူညီဖို့လာတဲ့လင်းသားကိုတိုက်ခိုက်ကထောင်ထဲထည့်ပြီးထွက်ပြေးသွားပါတယ်။ငါငါထဲမှာအကင်းကဂျူနီယာကိုလှည့်စားပြီးလှုပ်ပေးဖို့ကြိုးစားခဲ့ပေမဲ့သူမကိုထားခဲ့ပြီးတယောက်တည်းထွက်သွားပါတယ်။ပြည်စင်ကလင်းသားကိုကူညီပြီးထောင်ထဲကထုတ်ပေးခဲ့ပါတယ်။ပြူကဝိုင်းဖြစ်တဲ့နက်တလန်နဲ့ထွက်ပြေးသွားတာကိုသူတို့သိလိုက်ရပါတယ်။ကယ်ရိုလင်းကသူမရဲ့သမီးနိုရီတညလုံးပြန်မလာလို့စိတ်ပူနေပါတယ်။ပြည်စင်ကပြူကိုလိုက်ရှာဖို့ဘိုင်ကိုအကူအညီတောင်းခဲ့ပါတယ်။ဘိုင်ရဲ့စစ်ဘက်ဆိုင်ရာကျွမ်းကျင်မှုတွေကိုလည်းတွေ့မြင်ရပါတယ်။ဂျူနီယာကဂျူလီယာနဲ့လမ်းမှာတွေ့တော့ပြပြတလဲဖြစ်နေတာကြောင့်ဂျူလီယာကသူ့နောက်ကိုခိုးလိုက်သွားပါတယ်။ဘင်ကမင်းကလေးနှစ်ယောက်ကိုအထင်ကြီးအောင်မိဆက်ကိုယူသုံးတာကြောင့်ဂျိုးနဲ့စကားများခဲ့ပါတယ်။တော်ထဲမှာပြူကရှာဖွေရေးအဖွဲ့ကိုခြုံကိုတိုက်ခိုက်ခဲ့ပေမဲ့နောက်ဆုံးမှလင်နာကပြူကိုပြစ်တက်လိုက်ပါတယ်။ဂျိုးနဲ့ဂျူနီယာတို့လက်ချင်းထိမိတဲ့အခါမှာထူးဆန်းတဲ့စွမ်းရည်တစ်ခုကြောင့်နှစ်ယောက်လုံးအတူတူတက်သွားပြီးနမိတ်စကားတွေကိုရေရွတ်နေကြပါတယ်။ဂျူနီယာပြလာချိန်မှာတော့အကင်းကစစ်တစ်တာတွေကကချီတလက်ကိုခိုးယူလိုက်ပါတယ်။ဂျူနီယာကဘာဘိုင်အပေါ်ပို့ပြီးတန်တရားဝင်လာတော့ဘာဘိုင်ရေချိုးနေတော့သူ့ရဲ့အိတ်ကိုခိုးပြီးရှာဖွေပါတော့တယ်။အခုလိုစကားကောင်းတဲ့စကားတွေကြည့်ဖို့ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်တာပုံလေးနဲ့